အားလုံးပဲမင်္ဂလာပါကဲစကားမများပဲပုံမြင်လေးစားလိုက်ရအောင်ဝါပင်ဆောင်နာမြန်မာရွာထဲမှာလူကြီးတွေပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်ဝါတော့ကိုမလေးစားရင်ဝါတော့ကမင်းကိုမလွတ်ဘူးဒီပုံပြင်ဟာအဲ့ဒီစကားရဲ့အမှန်တရားကိုတက်တည်ပြခဲ့တဲ့ဖြစ်ရတစ်ခုပါအခန်းတစ်ချက်မယုံကြည်သူအောင်ခန့်ဟာအသက်24နှစ်ရှိတဲ့လူငယ်တစ်ယောက်စိတ်ကတောင့်တင်းနီးနတ်တရေစောင့်နှက်ဆိုတာတွေကိုမယုံကြည်ဘူးသူ့ရွာနာမှာဝါတော့ကြီးတစ်ခုရှိတယ်နေ့လေတောင်အလင်းမလုံးလောက်ဘူးညဆိုရင်လေးတောက်တန်ကလူအထံလိုကြားရတတ်တယ်သူ့အဖိုးကတတိပေးဘူးတယ်ဝါတော့တဲ့ညာ20နာရီကျော်ရင်မဝတ်နဲ့ဝါပင်ဆောင်နှက်ကခေါ်တန်ပေးတတ်တယ်အောင်ခန့်ကရဲတယ်ဒီခေတ်မှာနတ်ဆိုတာမရှိတော့ဘူးအဖိုးဒါပေမဲ့အဖိုးမျက်လုံးထဲကစိုးရိမ်မှုကိုတော့သူမမြင်ချင်းခဲ့ဘူးအခန်းနဲ့မလေးစားခြင်းတလားခန့်မတိုင်ခင်အောင်ခန့်နဲ့တငယ်ချင်းတွေဝါတော့တဲ့ဝန်ဒီဝါပင်တပင်ကိုခုတ်ကြတယ်ခွင့်မတောင်းပဲအရက်မုံလေးတောင်မပူစော်ပဲဝါပင်လဲချခြင်းလေးမရှိပဲအခြားဝါပင်တွေတုံခါတန်းကြားရတယ်တငယ်ချင်းတယောက်ကမကောင်းဘူးနော်လို့ပြောခဲ့တယ်ဒါပေမဲ့အောင်ခန့်ကလေးတိုက်တာပဲလို့ပြန်ပြောခဲ့တယ်အခန်း3လောင်းကြီးတညမှာတငယ်ချင်းနေနဲ့အရက်တောက်ပြီးငါဒီည20နာရီဝါတော့တဲ့ဝင့်ပြမဲလို့လောင်ကြီးထိုးလိုက်တယ်ည20နာရီတိတိဖုန်းမီတိုင်တစ်လုံးနဲ့သူ့တယောက်ထဲဝါတော့တဲ့ဝင်သွားတယ်အခန်း4အီးမြတဲ့လေထုဝါတော့တဲ့ဝင်လိုက်ချင်းအပူချင်းရုပ်တရက်ကျသွားတယ်လို့ခံစားရတယ်လေမရှိပဲဝါတပင်နဲ့သာတုံခါနေတယ်ဖုန်းမီထိုးလိုက်တော့ဝါပင်နောက်မှာအဖြူရောင်အရည်တစ်ခုလှုပ်ရှားသွားတယ်ဘသူလဲလို့អော်ပေးမဲ့အတန်ပြန်မကြားဘူးအခန်းမှာနမေခေါ်တန်နူးညံ့တဲ့အမျိုးသမီးအတန်တန်အောင်ခန့်သူ့နမေကိုတိတိကျကျခေါ်တယ်သူ့ရင်ထဲအေးသွားတယ်လာခဲ့အတန်ဟာဝါပင်အလေသေးကနေထွက်လာတယ်အခန်း6မျက်လုံးမရှိသောသူမှအဖြူရောင်အမျိုးသမီးတယောက်ဝါပင်ကြားမှာရက်နေတယ်ဇမင်းရှိတွေမျက်နှာဖုံးထားပြီးခြေထောက်တွေမြင်မထီဘူးဖုံးမိထိုးလိုက်ချင်းမျက်နှာမှာမျက်လုံးမရှိဘူးဒါပေမဲ့မျက်လုံးမရှိတဲ့နေရာကနေသွေးနေရည်လေးတွေစိမ့်ထွက်လာတယ်အခန်းခွန်ဝါတော့ပိတ်သွားခြင်းဝါပင်အလုံးတစ်ပြိုင်နက်တည်းကွေးညွတ်လာတယ်လမ်းပိတ်သွားတယ်ဖုံးမိပိတ်သွားတယ်အမဲအနက်ထဲမှာအမျိုးသမီးအတန်တစ်ခုပြောတယ်မင်းခုတ်ခဲ့တဲ့ဝါပင်ကိုတတိယလာအောင်ခန့်ဒူးတုံသွားတယ်အခန်းရှိတောင်းဆိုချက်အမျိုးသမီးဟာသူ့နားကပ်လာတယ်အေးမြတဲ့လေထူးနဲ့အတူမလေးစားသူကိုမလွတ်ဘူးသူ့မျက်လုံးသားကိုအေးမြတဲ့လက်တစ်ဖက်ထိသွားတယ်နာကျင်မှုမရှိဘူးဒါပေမဲ့အမှောင်ထဲပဲကြံခဲ့တယ်အခန်းကိုနောက်နေမနက်ရွာသားတွေဝါတော့တယ်မှာအောင်ခန့်ကိုရှာတွေ့ကြတယ်သူကဝါပင်တစ်ပင်နားမှာထိုင်နေတယ်မျက်လုံးဖွင့်ထားပေမဲ့မမြင်နိုင်တော့ဘူးမျက်လုံးသားမှာသွေးချောင်ကြီးလေးတွေကျန်နေတယ်အခန်း10ဆက်လက်ဖြစ်ကိုခြင်းအဲ့ဒီနေ့ကစပြီးညဘက်ဝါတော်နာဖြတ်သွားသူတွေဟာလေမရှိပဲဝါတပင်နဲ့တုံခါနေတာမြင်ရတတ်တယ်နီးကပ်ကြည့်လိုက်ရင်ဝါပင်နောက်မှာလူတစ်ယောက်ရပ်နေတာတွေ့ရတယ်မျက်လုံးမရှိဘူးသူ့ပါးစပ်ကတိတ်တိတ်လေးပြောတယ်လာခဲ့နောက်ဆုံးတတိပေးချက်ဝါပင်ကိုခုတ်မယ်ဆိုရင်ခွင့်တောင်းပါတဘာဝကိုမလေးစားရင်တနေ့နေ့မှာတဘာဝပြန်တောင်းမယ်